Hello အားလုံးမင်္ဂလာပါရှင် Pressure by Nana Page ကနေပြန်လည်ကြိုဆိုပါရစေ။ Nana ဒီကြားထဲမှာ live မလွှင့်နိုင်ဖြစ်သွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Nana ရဲ့ page မှာ live လွှင့်တာကပိတ်သွားလို့ပါ Facebook ကနေပြီးတော့ Nana live လွှင့်တာကိုလွှင့်လို့မရဘူးဖြစ်သွားတယ်။ Facebook က error ဖြစ်သွားလို့ live မလွှင့်ဖြစ်ပါဘူး။ဒီနေ့ရော Nana live လွှင့်မှုပြန်ရောက်လာပါပြီ။ဒီနေ့ Nana ရဲ့21 channel ရဲ့10 ရက်မြောက်ကိုပြန်ရောက်လာပါပြီ။အားလုံးမင်္ဂလာပါ Nana ရဲ့ page ကို like ရင် follow လုပ်ထားတဲ့ရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။ညီတို့ကိုမိတ်ဆက်ပေးပါရစေ။အားလုံးမင်္ဂလာပါ။ Nana နာမည်ကဆို Nana လို့ခေါ်ပါတယ်။လက်ရှိအမေရိကန်နိုင်ငံမှာနေထိုင်ပါတယ်။ full time အနေနဲ့ sushi chef ဝတ်လုပ်ကိုင်ပြီးတော့တစ်ဖက်တစ်လမ်းမှာလည်းdigital social media marketer အနေနဲ့ရော digital entrepreneur တစ်ယောက်အနေနဲ့ရောကိုယ့်ရဲ့အားလပ်ချိန်လေးမှာလုပ်ကိုင်နေတဲ့business owner တစ်ယောက်လို့လည်းပြောလို့ရပါတယ်။ Nana ရဲ့ page ကိုအခုဆိုရင် follower သစ်တွေအများကြီးရောက်ရှိလာပါပြီ။သူတို့တွေကို Nana ကနေပြီးတော့ထပ်ပြီးမိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ Nana ဒီနေ့မိတ်ဆက်ပေးမယ့်ခေါင်းစဉ်လေးကတော့ Nana လုပ်ကိုင်နေတဲ့ digital business မှာ Nana ဘာကြောင့်မို့လို့ဒီ business နဲ့ပတ်သက်ပြီးတော့ favorite ဖြစ်တဲ့ပေါ့နော်business tool လေးတွေ application လေးတွေကို Nana ဒီနေ့ sharing လုပ်ပေးချင်ပါတယ်။အဓိကတော့ Nana ကအချိန်အများကြီးမပေးနိုင်တဲ့အတွက်ကြောင့်ဒီစီးပွားရေးကို Nana က10% ပဲ effort လုပ်နိုင်တယ်။ဒါကတော့ဘာတွေလုပ်ရလဲဆိုတော့ video လေးတွေ Nana edit လေးတွေလုပ်တယ်။ပြီးတော့ဒီ digital product ကြောင့် digital marketing တွေကဘယ်လိုလုပ်ရင်လုပ်ပြီးကိုယ့်အတွက်အများကြီးရရှိတယ်ဆိုတဲ့ဟာလေးတွေပေါ့နော်။ဒါလေးတွေကနေပြီးတော့ Nana sharing လုပ်ပေးခြင်းဖြစ်ပါတယ်။အဓိကတော့ဒီ business မှာက system တစ်ခုနဲ့ run တယ် system ဆိုတာဘာလဲ system ဆိုတာက Nana ရဲ့ website မှာ Nana တို့မှာကိုယ်ပိုင် website ရှိတယ်။ကိုယ်ပိုင် website ရှိတယ်ဒီ website မှာနာမည်ရယ် email လိပ်စာလေးကို registration လုပ်လိုက်တာနဲ့system ကနေပြီးတော့ကိုယ့်ရဲ့ website မှာ register လုပ်တဲ့သူတွေကို mailing system ပေါ့နော်ဒီ system ကဘာလဲဆိုတော့ဒီ business ကဘယ်လို business မျိုးလဲဘယ်လိုလုပ်ကိုင်ရလဲဆိုတာကို sharing လုပ်ပေးခြင်းဖြစ်တယ်။ပြီးရင်ဒီ business ကိုလေ့လာဖို့အတွက် free webinar လေးတွေက Nana တို့ဒီအမေရိကမှာဆိုရင် New York စံတော်ချိန်ည8 နာရီပေါ့နော်အင်္ဂါရယ်ကြာသပတေးနေ့မှာအပတ်စဉ် live လွှင့်တယ်။တကယ်လို့ကိုကအားလပ်တဲ့ချိန်ဆိုရင် live ကြည့်လို့ရတယ်။အဆင်မပြေဘူးဆိုရင်ကို register လုပ်ထားတဲ့ email ထဲမှာ replay ပြန်ကြည့်လို့ရတယ်ပေါ့နော်။ဒီ business ရဲ့အားသာချက်ပေါ့ကိုယ်တိုင်ကလိုက်ပြီး marketing ဆင်းစရာမလိုဘူးကိုယ်တိုင်က marketer လုပ်စရာမလိုဘူး။ social media platform တွေကိုအသုံးပြုဖို့ global ကိုရောက်အောင်ကိုယ့်ရဲ့ business ကိုကိုယ်ကပြုလုပ်ရုံပဲ system ကနေနောက်ကနေ 24/7 ပေါ့နော်အမြဲတမ်း profile လုပ်ပေးတဲ့အတွက်ကြောင့်ကိုယ့်အတွက်အရမ်းအဆင်ပြေတယ်။ကိုယ်အိပ်နေတဲ့အချိန်ပဲဖြစ်ဖြစ် full time လုပ်နေတဲ့အချိန်ပဲဖြစ်ဖြစ်ကိုယ်အပြင်သွားနေတယ်vacation ထွက်နေတယ်သားသမီးတွေကိုကိုယ်ကစောင့်ရှောက်ပေးနေတဲ့အချိန်တွေမှာပဲဖြစ်ဖြစ်ကိုယ့်ကိုဒီ business ကနေပြီးတော့နောက်ကနေ supporting ပေးနေတယ်ပေါ့နော်။ကိုယ်ကလိုက်ပြီးတော့ပြောပြစရာမလိုဘူးလိုက်ပြီးတော့ဈေးရောက်စရာမလိုဘူးလူတွေကိုလှမ်းပြီးဖုန်းဆက်စရာမလိုဘူး။တစ်ခုပဲကိုယ့်ရဲ့ business ကိုစိတ်ဝင်စားလို့လာမေးတယ် messenger တွေ comment တွေမှာလာမေးတယ်ဆိုရင်တော့ကိုယ်က reply လေးပြန်သင့်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ business ကိုအချိန်ပေးပြီးလေ့လာနေတဲ့သူတွေကိုကိုယ်က respect အနေနဲ့ရောကိုယ်ကစမတ်ကျကျနဲ့ business အကြောင်းကိုကိုယ်ကပြန်ရှင်းပြပေးတဲ့အတွက်ကြောင့်ဒါလေးကိုပဲအချိန်ပေးရတာပေါ့နော်။ဒီ business ရဲ့အားသာချက်ပေါ့အဓိကတော့ကိုယ်မှာ system ကောင်းတစ်ခုရှိထားတဲ့အတွက်ကြောင့်ဒီ business ကိုNanaကြိုက်ခြင်းဖြစ်တယ်။ပြီးတော့Nanaတို့ business မှာ training ဆိုင်းရှိရယ်24/7ကြိုက်တဲ့ချိန်ကိုအားတဲ့ချိန်ကိုသိချင်တာကိုချက်ချင်းဒီဖွင့်ကြည့်လိုက်လို့ပဲသူကလည်း Google လိုပဲပေါ့နော်Nanaတို့ digital business နဲ့ပတ်သက်တာပဲဖြစ်ဖြစ် social media ရဲ့ policy တွေ social media platform မှာဘယ်လိုမျိုး marketing လုပ်မလဲပြီးရင်ဘယ်လိုမျိုးဒီပေါ့နော် business တွေကိုဘယ်လိုမျိုး run လဲဆိုတာတွေကို strategy တွေ fashion တွေကို Nana တို့ရဲ့ဒီ business training site ဆိုတာရှိတယ်ဒီ training site ကိုNanaတို့ချိန်ပြီးကြိုက်တဲ့ချိန်ကိုသိချင်တာကိုသွားဝင်ကြည့်ပြီးတော့ခောက်လိုက်ရုံပဲဒါဆိုရင်ကိုယ်သိနိုင်တယ်ပေါ့နော်ကိုကရုပ်ပြပြီးတော့မလုပ်ချင်ဘူးဒီစီးပွားရေးတော့စိတ်ဝင်စားတယ်ဒါပေမဲ့ကိုကမျက်နှာကြီးမပြချင်ဘူးကိုကအားယူအောင်ပဲပေါ့နော် faceless marketing ဆိုတာလည်းရှိတယ် faceless marketing ကတော့ကိုယ်ပိုင် branding ကိုကိုယ့်ရဲ့ကိုကနောက်ကွယ်ကနေပြီးတော့ဖန်တီးပြီးတော့လုပ်ရတဲ့ marketing မျိုးပေါ့နော်Nanaတို့ကတော့ဒီ business ကတကယ်ကိုကောင်းမွန်တဲ့ business တရားဝင်စီးပွားရေးလုပ်ငန်း business ကြောင့်ကိုဒါသေချာပြပြီးတော့ကိုကလုပ်ကိုင်တယ်ကိုယ်ပိုင် brand တစ်ခုကိုကိုယ်တည်ဆောက်တယ်Nanaရဲ့ page မှာဆိုရင် social media marketing နဲ့ပတ်သက်တဲ့digital marketing နဲ့ပတ်သက်တဲ့ဟာတွေကိုNanaကသိရင်သိလောက် sharing လုပ်ပေးတယ်
ပြီးရင် mindset ကိုလည်း sharing လုပ်ပေးတယ်။နင်နာတို့ training site မှာပေးတဲ့ knowledge တွေကိုလေ့လာရင်းနဲ့နင်နာသိတဲ့ဟာလေးတွေဖတ်ဖူးတဲ့ဟာလေးတွေပြီးရင်ဒီမှာဒီ social media marketer က leader တွေရဲ့ပေးတဲ့ဟာလေးတွေကိုနင်နာဒီကနေပြီးတော့ sharing လုပ်ပေးရပေါ့နော်နင်နာရဲ့ page မှာအဓိကကတော့နင်နာတို့ကဈေးရောက်စရာမလိုတဲ့အတွက်ကြောင့် mailing system safe funnel ရှိတဲ့အတွက်ကြောင့်ဒါကိုသဘောကျတယ်ကိုယ့်ရဲ့နောက်မှာ90%က system ကနေကူညီပေးနေတဲ့အတွက်ကြောင့်ကိုယ့်ရဲ့အရင်အဆင်ပြေတယ်ပြီးရင် training site တွေရှိတယ် mentor တွေ coach တွေကလည်းချိန်ပြီးကိုမေးရင်မေးသလိုပြောပြတယ်ပြီးရင်ဒီ business ရဲ့အားသာချက်တွေကတော့အများကြီးပဲပေါ့နော်ကိုစိတ်ဓာတ်ပိုင်းရောနည်းပညာပိုင်းရောလူမှုရေးပိုင်းရောအားလုံးကိုပြောင်းလဲပေးနိုင်တယ်ကုသိုလ်လည်းရတယ်ဝမ်းလည်းဝရတယ်နည်းပညာပိုင်းတွေလည်းပို့ပြီးတော့ကိုနားလည်လာတယ်ပေါ့နော်ဒါဒီ business ရဲ့အားသာချက်တွေမလို့လည်းကြိုက်တဲ့အကြောင်းလေး share လုပ်ပေးခြင်းဖြစ်ပါတယ်အဓိကတော့ smart ကြကြနဲ့ကိုမှဖုန်းနဲ့ internet နဲ့ရှိုံနဲ့ကိုယ့်ဘာကိုကြော်ညာလေးတွေ sharing လုပ်မယ်ပြီးရင်ကိုယ့်ရဲ့ brand တစ်ခုကိုတည်ဆောက်မယ်နင်နာဆိုနင်နာရဲ့အားသာချက်ကိုပိုသိလာတယ်ငါဘယ်လိုအားသာချက်ရှိလဲသူများတွေကအပျော်လေးတွေပြောတတ်တယ်ဟာတာပြောတတ်တဲ့ဉာဏ်ရှိတယ်ပြီးရင်ကပြတဲ့ဉာဏ်ရှိတယ်ကတတ်တယ်ကို့မှာအဲ့လိုမျိုးတွေတော့ talent မရှိဘူးဒါပေမဲ့တခုကတော့ငါဘယ်လိုမျိုးကိုပို့ပြီးတော့နားလည်လာလဲဆိုတော့တစ်ဖက်လူရဲ့ကောင်းသည်ဆိုးသည်ကိုနားထောင်ပေးနိုင်တယ်ပြီးရင်ကို့မှာရှိတဲ့ positive energy positive thinking ကို sharing လုပ်ပေးခြင်းနဲ့ပြီးရင်ဘယ်ရမဆို positive ဘက်ကိုတွေးပေးနိုင်တယ်ဆိုတဲ့စိတ်တွေကိုပိုနားလည်လာပါတော့အဓိကတော့တခြားလူကိုခွန်အားပေးနိုင်မယ်စိတ်ဓာတ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောခွန်အားပေးနိုင်တာတယ်ခွန်အားပေးခြင်းနဲ့စိတ်ရှိတယ်ဆိုတာကိုပိုနားလည်လာတယ်ပြီးတော့ digital ကိုဒီ social media ပေါ်မှာ content လေးတွေ create လုပ်ရတာပိုသဘောကျလာတယ် video edit တွေလုပ်ရတာပိုသဘောကျလာတယ်ဒီ business ကိုလုပ်ရင်းနဲ့ကိုပို့ပြီးတော့ရှာဖွေရင်းနဲ့ပိုသိလာတယ်ပေါ့နော်ကိုကဘယ်လိုမျိုး content creation လုပ်မလဲ social media platform တွေကိုသုံးရင်းနဲ့ marketer တယောက်အနေနဲ့ငါဘယ်လိုလုပ်ရမလဲလူတယောက်ကိုစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောလုပ်ပိုင်းဆိုင်ရာမှာငါခွန်အားပေးနိုင်တဲ့စာတွေကိုငါရှာပြီးတော့ဖတ်ပြီးတော့ငါပို share လုပ်ပေးရမှာပိုသဘောကျလာတယ်ပေါ့နော်အဓိကသိလာတော့ဒီ business ကြောင့်ကိုပိုပြီးနားလည်ပြီးပိုပြီးသိလာတဲ့အကြောင်းကိုနာပြောပြခြင်းဝေမျှပေးခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီ business ကအားလုံးအတွက်ကောင်းမွန်တဲ့ business တစ်ခုဖြစ်တယ်လေ့လာကြည့်ပါလေ့လာရင်ကိုယ့်အတွက်အကျိုးမရောက်ပါဘူးအချိန်လေးခဏပေးုံနဲ့လေ့လာပါသိချင်တာရှိတဲ့နင်နာကိုအချိန်မေးလို့ရပါတယ်ဒါကြောင့်မလို့ဒီ business ကအားသာချက်တွေအများကြီးရှိတယ်ပေါ့နော်တရားဝင်စီးပွားရေးဖြစ်တဲ့အတွက်ကြောင့်ကိုယ့်အတွက်အချိန်မီလေးကိုလုပ်လို့ရတယ်ပြီးရင်အခွန်လည်းဆောင်ရတဲ့အတွက်ကြောင့်တကယ်ကိုတရားဝင်စီးပွားရေးတစ်ခုဖြစ်တဲ့ကြောင့်လည်းဒီကနေ share လုပ်ပေးချင်ပါတယ်ဒီနေ့ကတော့ live လေးဒီမှာပဲဆုံးသက်ပါရစေမနေ့ပြန်မှာပဲခေါင်းစဉ်လေးနဲ့လာပြီးတော့ sharing လုပ်ပေးမယ်ဆိုတာကိုလည်းစောင့်မျှော်ဖို့လည်းဖိတ်ခေါ်ပါတယ်ကောင်းသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေနင်နာရဲ့ pressure by နင်နာ page ကိုနိုင်ရ follow လုပ်ထားတဲ့ရောက်စီနိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်အခုဒီမှာတော့ည10:00နာရီထိုးနေပါပြီကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပါစေ bye bye